တခါတုန်းကလူတယောက်အလုတ်ကနေပင်ပန်းနွမ်းညွှန်းစွာနဲ့အိမ်ပြန်လာခဲ့တယ်။ဒါပေမဲ့အိမ်တွင်းခန်းထဲကဟင်းနှံပူပူလေးတွေကြောင့်စိတ်ထဲပျော်သွားပြီးသူ့ဇနီးကလည်းပြုံးပြုံးလေးနဲ့ထမင်းအစင်တင်ပါပြီလို့ကြိုဆိုလိုက်တဲ့။နူးညက်တဲ့ချာပါတီနဲ့ပူပူလေးဖြစ်နေတဲ့အာလူးဟင်းကိုစားဖို့ထိုင်လိုက်တဲ့အချိန်မှာတော့တခုခုချိုးတဲ့နီလာကိုတတိထားမိသွားတယ်။တံပရာတီးမရှိဘူးဆိုတာကိုပေါ့။သူမေးကြည့်တဲ့အခါဇနီးဖြစ်သူကတံပရာတီးကုန်သွားပြီလို့ရှင်းပြလိုက်တယ်။သူကမျက်ခုံးကြုံပြီးတံပရာတီးမပါရဲငါမစားနိုင်ဘူးလို့ပြောလိုက်။ဇနီးဖြစ်သူကဒီအတိုင်းစားလိုက်ပါလို့အကြံပေးပေမဲ့သူစိတ်ကတော့လက်မခံခဲ့ဘူး။သူကသူ့သွားဝယ်မေးလို့ပြောပြီးအစတွေကိုနှွေးထားပေးပါလို့တောင်းဆိုလိုက်။အနီးငါကဟင်းသီးဟင်းရွက်ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင်ရှာဖွေခဲ့ပေမဲ့တံပရာတီးရှာမတွေ့ခဲ့ဘူး။နောက်ဆုံးသူ့ရဲ့အိမ်နီးချင်းမြို့ထီတောင်ကားမောင်းပြီးသွားရှာခဲ့သေးတယ်။ဒီလိုရှာဖွေမှုတွေကြောင့်ပင်ပန်းပြီးစိတ်တိုလာခဲ့တယ်။နောက်ဆုံးမှာတော့တံပရာတီးအနေငယ်ရှိတဲ့တစ်ပင်တစ်ပင်ကိုတွေ့ရှိခဲ့တာကြောင့်သူအယံဝမ်းသာသွားပြီးစိတ်လှုပ်ရှားကအိမ်ကိုအမြန်ပြေးခဲ့တယ်။သူ့ဇနီးကလည်းပြုံးရည်လျက်ကဲထိုင်ပြီးစားလိုက်ပါအောင်လို့ပြောလိုက်ဒါပေမဲ့တံပရာတီးကိုလှီးပြီးတဲ့အခါမှာတော့သူကရုတ်တရက်ပြည်တင်းဖောက်ကနေပြစ်ထုတ်လိုက်တယ်။အန်အားတင်သွားတဲ့ဇနီးထီသူကနိုင်ရီပေါင်းများစွာစူးစမ်းရှာဖွေပြီးရတဲ့တံပရာတီးကိုဘာလို့ပြစ်ထုတ်လိုက်တာလဲလို့မေးလိုက်တော့သူကရီမောပြီးငါအနိုင်ရသွားပြီလို့ရှင်းပြလိုက်တယ်။သူကရီမောပြီးငါအနိုင်ရသွားပြီလို့ရှင်းပြလိုက်ဘာကိုအနိုင်ရတာလဲလို့ဇနီးကမေးတော့သူကငါစိတ်ကိုငါအနိုင်ရသွားတာလို့ဖြေလိုက်သူစိတ်ကသူ့ကိုဒီဆိုင်ကိုသွားဟိုဆိုင်ကိုသွားဆိုပြီးတွန်းအားပေးနေခဲ့တာတံပရာတီလိုအပ်နေတယ်လို့ယုံကြည်အောင်လုပ်နေခဲ့တာဒါပေမဲ့နောက်ဆုံးမှာတော့သူသိလိုက်တာကစိတ်ကတခုခုလိုအပ်တိုင်းလိုက်လုပ်ပေးစရာမလိုဘူးစိတ်ကိုထိန်ချုပ်ရမှာသူပါစိတ်ကသူ့ကိုထိန်ချုပ်ခွင့်မရှိဘူးဆိုတာကိုပေါ့ဒါဟာဘဝရဲ့အစစ်အမှန်သင်ခန်းစာပဲလို့သူကထုတ်ဖော်ပြောကြားလိုက်တယ်သူကရှင်းပြတော့တယ်စိတ်ဆိုတာမင်းကိုအမြဲတမ်းသွေးဆောင်နေမှာပဲထမင်းပိုစားဖို့ဖုံးပိုသုံးဖို့အလုပ်ပြတ်ဖို့ဒေါသထွက်ဖို့တို့ပေါ့အကယ်၍မင်းကအမြဲတမ်းစိတ်ရဲ့အမင်းကိုနားခံနေမယ်ဆိုရင်မင်းစိတ်ဟာမင်းရဲ့သခင်ဖြစ်သွားမယ်အမှန်တရားကတော့မင်းကမနာခံဖို့ရွေးချယ်ပိုင်ခွင့်ရှိတယ်မင်းရဲ့စိတ်သွင်းစံတာတွေရဲ့ကြေးကျွန့်ဘဝကနေရပ်တန့်လိုက်တဲ့အခိုက်မင်းဟာမင်းရဲ့စိတ်ချမ်းသာမှုကိုစတင်ထိန်းချုပ်နိုင်သွားပြီအကယ်၍မင်းစိတ်ကိုထိန်းချုပ်တတ်သွားရင်မင်းဘဝကိုထိန်းချုပ်တတ်သွားပြီများများတတဖြစ်ဖို့ကအဓိကပဲမကွာချလုံးမနှဲလုံးပါစေနဲ့ဘာကြောင့်လဲဆိုတော့စိတ်ဆန္ဒမှာမဟုတ်ပဲထိန်းချုပ်မှုမှာသာအစစ်အမှန်အားအင်တူရှိနေလို့ပါပဲတခါတုန်းကလူတယောက်အလုတ်ကနေပင်ပန်းနွမ်းညွှန်းစွာနဲ့အိမ်ပြန်လာခဲ့တယ်။ဒါပေမဲ့အိမ်တွင်းခန်းထဲကဟင်းနှံပူပူလေးတွေကြောင့်စိတ်ထဲပျော်သွားပြီးသူ့ဇနီးကလည်းပြုံးပြုံးလေးနဲ့ထမင်းအစင်တင်ပါပြီလို့ကြိုဆိုလိုက်တဲ့။နူးညက်တဲ့ချာပါတီနဲ့ပူပူလေးဖြစ်နေတဲ့အာလူးဟင်းကိုစားဖို့ထိုင်လိုက်တဲ့အချိန်မှာတော့တခုခုချိုးတဲ့နီလာကိုတတိထားမိသွားတယ်။တံပရာတီးမရှိဘူးဆိုတာကိုပေါ့။သူမေးကြည့်တဲ့အခါဇနီးဖြစ်သူကတံပရာတီးကုန်သွားပြီလို့ရှင်းပြလိုက်တယ်။သူကမျက်ခုံး